တိပြုကြည့်လိုက်ပါလေတိုးတန်လေးတွေနုနယ်တဲ့ຫນွေဥပေါ်ကနေလေပြေလေညင်းတန်လေးတွေကိုကြားနေရမှာပါဒီနေရာဟာအင်္ဂလန်ရဲ့အေးချမ်းဆုံးအဖြူရောင်မြို့ရွာတွေပါဒီရွာလေးတွေဟာလန်ဒန်မြို့ရဲ့အနီးမှာရှိပေမဲ့မြို့ကြီးရဲ့အော်တန်တွေစူညံတန်တွေဒီနေရာမှာမရှိပါဘူးဒီမှာတော့တပင်တွေရဲ့အေးချမ်းမှုပြန်တန်းနေတဲ့ငှက်ကလေးတွေနဲ့နွားတွေတောင်တွေ့နေရမှာပါဒီဒေသလေးဟာရှေးအင်္ဂလန်ခေတ်ကလေးကတောင်ကုန်းတွေနဲ့လယ်ယာမြေတွေပေါ်မှာတည်ဆောက်ထားတာပါအဲ့ဒီအချိန်ကလေးကလူတွေဟာငိမ့်ချမ်းတဲ့ဘဝနဲ့တဘာဝအနားမှာနေခဲ့ကြတာပါဒီတော့အခုချိန်မှဆိုရင်ဒီနေရာဟာတမိုင်းနဲ့တဘာဝပေါင်းစည်းနေတဲ့မြစ်တစ်စင်းလိုဖြစ်နေပါတယ်ဒီမှာရှိတဲ့ Castle Combe နဲ့ Barbury တို့ကိုအင်္ဂလန်ရဲ့အလားဆုံးရွာလို့ခေါ်ကြပါတယ်ကြောက်သားအိမ်လေးတွေပန်းချံတစ်ပင်တွေကြားမှာလမ်းလေးတွေဟာလှလှလေးတွေရှိနေပါတယ်တနည်းအားဖြင့်တော့ဒီနေရာကဇက်ကားတစ်ပုတ်ထဲကလှပမှုတစ်စိတ်တစ်ပိုင်းလိုပါပဲဒီနေရာလေးကိုသွားဖူးတဲ့သူတိုင်းကပြန်လာချင်သေးတယ်ဆိုတာအမှန်ပါအေးချမ်းမှုနဲ့တဘာဝအလားကမမေ့နိုင်အောင်ဆွဲဆောင်နေပါတယ်အခုကျမမျှဝေပေးတဲ့ဂျေလက်ဒေတာလေးကတော့ကော့စဝေါ်ပဲဖြစ်ပါတယ်အင်္ဂလန်ရဲ့အေးချမ်းဆုံးဂျေလက်ဒေတာတဘာဝနဲ့သမိုင်းပေါင်းစည်းနေတဲ့နေရာလှလှလေးပါအကယ်၍အင်္ဂလန်ကိုသာရောက်ခဲ့မယ်ဆိုရင်ဒီနေရာလှလှလေးကိုသွားချင်ကြလားဆိုတာကို comment ပေးခဲ့ကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်ရှင်